Hello အားလုံးပဲမင်္ဂလာပါဒီလိုကင်မရာကြည့်ပြီးတော့မှစကားမပြောရဲဘူးလူရှိမထွက်ရဲဘူးဗီဒီယိုတွေမရိုက်ရဲဘူးဆိုတဲ့သူတွေအတွက်ညိုက idea လေးတစ်ခုလောက်ပေးခြင်းတယ်နော်အဲ့တော့လူတစ်ယောက်ကကိုယ်ကိုလာပြီးတော့ကမ်းလှမ်းမယ်ဒီလိုဗီဒီယိုမျိုးရိုက်ပေးရမယ်ဘယ်လိုရိုက်ရမယ်ဆိုတဲ့အကြောင်းအရာတွေဘာမှမပြောကိုကတခါမှမလုပ်ဘူးအတွေ့အကြုံမရှိဘူးရိုက်တတ်တယ်မရိုက်တတ်ဘူးလေဘာမှစိတ်ဝင်စားဘူးသူလိုချင်တာကဗီဒီယိုတစ်ပုတ်ရိုက်ပေးရမယ်အဲ့ဒီဗီဒီယိုကိုအစွမ်းစားရှိသလောက် creation လုပ်လို့ရတယ်လူတွေကြိုက်စေနိုင်တဲ့တန်ဖိုးရှိတဲ့ဗီဒီယိုဖြစ်ရမယ်အဲ့ဒီဗီဒီယိုရိုက်ပေးရင်သိန်း100ပေးမယ်အဲ့လိုလာကန်လန်းခံရရင်ဘယ်လိုလဲတေးကြတာတော့လူတိုင်းရိုက်ကြလိုက်မယ်ထင်တယ်ဟုတ်တယ်မလားအဲ့တော့ညိုတို့ကိုယ့်ရဲ့ page မှာလည်းဒီလိုဗီဒီယိုရိုက်တဲ့ခါကျရင်သိန်း100ရမယ်လို့စဉ်းစားကြည့်လိုက်ကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ်ကပေါက်သွားတယ်ဆိုရင်သိန်း100လည်းဖြစ်နိုင်တယ်သိန်း1000လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘယ်နေ့ပေါက်မယ်ဆိုတာမသိဘူးအဲ့ဒီသိန်း100ဘယ်တော့ရမယ်ဆိုတာမသိဘူးဘယ် content ကကိုယ့်အတွက် viral ဖြစ်သွားပြီးတော့မှလူတွေသိပြီးတော့ကိုယ့်ရဲ့ product တွေ service တွေရောင်းရပြီးတော့သိန်း100တို့သိန်း1000တို့ရလာမယ်ဆိုတာကိုညိုတို့မသိနိုင်ဘူးမသိနိုင်တဲ့အတွက်ကြောင့်မို့နေတိုင်း content တွေဖန်တီးရတယ်တင်ပေးရတယ်ပြန်သုံးသပ်ရတယ်အဲ့ဒီထက်မှလိုအပ်ချက်တွေဆိုလို့ရှိရင်ပြန်ပြီးတော့ပြင်ဆင်ပေးရတယ်ဆိုတော့ဒီလိုလုံရင်းနဲ့အကျိုးအမြတ်ရလာတာကကိုကလှုပ်တဲ့နေရာပေါ်မှာပို့ပြီးတော့ကျွမ်းကျင်လာတယ်လှုပ်ရတဲ့သဘောတရားတွေသိလာတယ်လူတွေရဲ့အကြိုက်တွေကိုသိလာတယ်ဘယ်လို content တွေကပေါက်တယ်ဘယ်လို content တွေကမပေါက်ဘူးဆိုတာသိလာတယ်ကိုယ့်ရဲ့ target customer တွေကိုသိလာတယ်သူတို့ရဲ့လိုအပ်ချက် pain point တွေကိုသိလာတယ်အဲ့လိုသိလာတဲ့အတွက်ကြောင့်သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ content တွေကိုဖန်တီးတတ်လာတယ်ဒီ content တွေကပဲ viral ဖြစ်ဖို့အခွင့်အရေးအများများတယ်ဆိုတော့ဒီ content တွေကသာပေါက်သွားတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကအကုန်အခွင့်အရေးကြီးပဲ100ထောင်လဲရှာပေးနိုင်တယ်လို့ဒီထက်မကလည်းရှာပေးနိုင်လိမ့်မယ်ကိုယ့်ဘဝရဲ့အပြောင်းလဲကြီးဖြစ်သွားနိုင်တယ်ဆိုတော့ဒီလိုမျိုးမြင်ကြည့်လိုက်ပါဒီလိုတွေးကြည့်လိုက်ပါကင်မရာကိုကြောက်နေတဲ့စကားမပြောရဲဘူးဆိုရင်ငါ100ထောင်ရှာပေးနိုင်တဲ့အခွင့်အရေးတွေကိုငါစမ်းသပ်နေတာရှာဖွေနေတာဆိုပြီးတော့သဘောထားကြည့်လိုက်ပါလက်တွေ့စမ်းပြီးတော့လုပ်ကြည့်လိုက်ပါတခါမှမလုပ်ဘူးသေးတဲ့အရာအတွက်ကြောက်တယ်ဆိုတာသဘာဝပါပဲညိုတို့လည်းကြောက်ခဲ့ဘူးပါတယ်ဒါပေမဲ့ဘာလို့ရလဲဆိုတာလေ့ကျင့်ရတာပေါ့နော်ပြောချင်တဲ့အကြောင်းအရာတွေကိုရှာရတယ်ခြာရေးရတယ်ပြီးတော့အလွတ်ပြောကြည့်ရတယ်တေးကြပြီဆိုတော့မှရိုက်တယ်ကောင်းပြီကိုစိတ်ကြိုက်ပြင်ပြီးပြီဆိုတဲ့အချိန်ကျမှကိုယ့်ရဲ့ page မှာတင်ပေးတယ်အဲ့တော့ဒီနေ့ခေတ်ကြီးက AI ရှိတော့အရန်လွယ်တယ်ဗီဒီယို content idea မရဘူးလို့ဘယ်လိုပြောရမလဲမသိဘူးလို့ဘယ်လိုလုပ်ရမလဲမသိဘူးလို့ဆိုတဲ့အရာတွေလုံးဝမရှိတော့ဘူး AI နဲ့သာတွဲပြီးတော့ content တွေဖန်တီးမယ်ဆိုလို့ရှိရင်လွယ်လေးဖန်တီးလို့ရတဲ့ခေတ်ကိုရောက်နေပါပြီဆိုတော့ဒီအခွင့်အရေးကအခုချိန်မဲ့ရတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာရနေတဲ့အခွင့်အရေးဖြစ်ပါတယ်ဒါကြောင့်ကင်မရာကိုကြောက်နေသေးတယ်ဆိုရင်100ထောင်ရှာပေးနိုင်တဲ့အခွင့်အရေးတွေကိုရှာဖွေနေတာဆိုတဲ့စိတ်ကလေးနဲ့စတင်ကြည့်လိုက်ပါလို့ညိုကတော့ခွန်အားပေးချင်ပါတယ်နော်ဆိုတော့ဒီလိုဗီဒီယို content တွေကိုစနစ်တကျနဲ့လုပ်တတ်ခြင်းနဲ့เนาะအနီးကပ်ကြီးချက်ပြီးတော့ဆီယာမကိုယ်တိုင် guide လုပ်ပေးတာလိုချင်တယ်ဆိုတော့မျိုးစီမှာ MOB ဆိုတဲ့2လ camp တင်နိုင်ရှိပါတယ်အဲ့တော့ဒီဗီဒီယိုနဲ့လာအရင်မူရင်းတင်နေခြင်း9သိန်းချက်ကိုညိုက2,900,900နဲ့ပေးထားပါသေးရဲ့နော်ဆိုတော့အချိန်နဲ့ရွှေအချိန်နဲ့ငွေဖြစ်တဲ့အတွက်ကြောင့်အချိန်မဆွဲပါနဲ့အခုချက်ချင်းလာပြီးတော့ join လဲပါနော်အဲ့တော့ညိုဗီဒီယိုလေးကလည်းအကျိုးရှိရဆိုတော့ like share လုပ်တာပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်